哇塞了，冇吧？华山了吗？ညာမူနီစားပဲလို့ပါ 我今天那是。 အာရခတပ်တော် AA ဟာမြန်မာနိုင်ငံအတွင်းမှာအင်အားအကောင်းဆုံးတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ဖြစ်လာပြီးတော့စစ်ရေးနဲ့အုပ်ချုပ်ရေးနှစ်ဖက်စလုံးကိုအလင်းအမြန်တိုးတက်လာတယ်ဆိုပြီး Jamestown Foundation ကသုံးသပ်ထားပါတယ်။ Jamestown Foundation ဟာအမေရိကန်အခြေစိုက်ကာကွယ်ရေးမူဝါဒဆိုင်ရာသုတေသနအဖွဲ့ဖြစ်ပြီးတော့ရုရှားတရုတ်ယူကရိန်းအပါအဝင်အရှေ့အလယ်ပိုင်းကလုံခြုံရေးဆိုင်ရာကိစ္စရပ်တွေကိုလည်းသုတေသနပြုလုပ်တဲ့အဖွဲ့ဖြစ်ပါတယ်။အဲ့ဒီအဖွဲ့ရဲ့ထုတ်ပြန်ချက်အရ AA ဟာတောင်အာရှနဲ့အရှေ့တောင်အာရှအတွင်းမှာလှုပ်ရှားနေတဲ့လက်နက်ကိုင်အဖွဲ့တွေထဲမှာအကြီးဆုံးအဖွဲ့တစ်ခုဖြစ်လာတယ်လို့ဖော်ပြထားတာပါ။ဒါအပြင်အင်အား4000လောက်ရှိပြီးတော့စစ်ရေးနဲ့အုပ်ချုပ်ရေးကိုလည်းကောင်းမွန်စွာစီမံနိုင်တဲ့အဖွဲ့လို့လည်းသုံးသပ်ထားပါတယ်။ထုတ်ပြန်ချက်မှာ AA ဟာရခိတလမ်းစဉ်ကိုအခြေခံပြီးတော့ရခိုင်အိမ်မက်ကိုအကောင့်အထည်ဖော်ဖို့ရည်မှန်းထားသလိုစစ်ကောင်စီအတွက်အထက်ရောက်ဆုံးစစ်ရေးရှင်းရှောက်မှုတရလည်းဖြစ်လာတယ်လို့သုံးသပ်ထားပါတယ်။ဒါအပြင် AA ဟာထိန်းချုပ်နယ်မြေတွေမှာအုပ်ချုပ်ရေးရန်တရားကိုအကောင့်ထဲပေါ်နိုင်ခဲ့ပြီးတော့တော်လှန်ရေးမဟာမိတ်အဖွဲ့တွေကိုစစ်တင်နန်းပေးတာလက်နက်ခဲယမ်းထောက်ပံ့တာတွေကိုလည်းမဟာဗျူဟာမြောက်ဆောင်ရွက်နေတယ်လို့ဖော်ပြထားပါတယ်။ AA ရဲ့စစ်စင်ရေးဟာတရုတ်နိုင်ငံကိုအတိကမှီခိုရတဲ့အနေအထားမရှိတာကြောင့်တရုတ်ရဲ့ဩဇာလွှမ်းမိုးမှုကိုလည်းလျော့နေစေတဲ့အားသာချက်တရလည်းရှိတယ်လို့ဆိုပါတယ်။လက်ရှိမှာ AA ဟာရခိုင်ပြည်နယ်18မြို့နယ်တဲက14မြို့နယ်နဲ့ရှမ်းပြည်နယ်ပလောဝမြို့နယ်ကိုထိန်းချုပ်ထားပြီးတော့နယ်မြေရှင်းထိစပ်တဲ့ ARD ပဲခူးနဲ့မကွေးတိုင်းဒေသကြီးတွေဘက်ကိုလည်းစစ်ရေးလှုပ်ရှားမှုတွေတိုးချဲ့နေပါတယ်။ဒါအပြင်ရခိုင်ပြည်နယ်ရဲ့မြို့တော်စစ်တွေမြို့နဲ့တရုတ်နိုင်ငံရဲ့အဓိကစီးပွားရေးစီမံကိန်းတွေတည်ရှိရာကြောက်ဖြူမြို့ကိုထိန်းချုပ်နိုင်ဖို့ကြိုးပမ်းနေတယ်ဆိုပြီး Jamestown Foundation ရဲ့လေ့လာချက်မှာဖော်ပြထားပါတယ်ရှင်။လေးဝရီ FM ရဲ့သတင်းတွေကိုနားဆင်ခဲ့ကြရတာပါ။ကျွန်မနေနေဖြစ်ပါတယ်။